ကျွန်ုပ်တို့လူသားတို့၏စိတ်ကလောကတွင်စမ်းကြယ်ပါသည်ဆိုသောအရာဟုသမျှထက်စမ်းကြယ်လျက်ရှိ၏အကြောင်းကထိုစမ်းကြောင်းစမ်းကြယ်အသွဲသွဲကိုလူစိတ်ကူးဖြင့်ဖန်တီးယူကြသောကြောင့်ဒီအင်္ဂုတ္တရပါဠိပထမအထတာလိနီစသည်စိတ်စမ်းကြယ်သည်နှင့်အမျှလူတို့၏လုပ်ငန်းများလည်းစမ်းကြယ်လာ၏အလုံးမတူ၍လူတို့၏အသွင်အပြင်များလည်းကွဲပြားလာ၏ဝိစားစင်ရင်မှုတွာလာနေထိုင်မှုတို့လည်းလုပ်ငန်းအရာကွဲပြားလာရတော့သည်ဤကဲ့သို့အသွင်အပြင်တွေပုံဟန်တံတွေတစ်ခုနှင့်တစ်ခုမတူကြသောကြောင့်အမှတ်အသားအခေါ်အဝေါ်များလည်းသူနေရာနှင့်သူခေါ်ဝေါ်သုံးဆွဲလာရသည်ဆရာမဟု၍၎င်းရှေ့နေတရားသူကြီးဟု၍၎င်းရဲသားစခန်းမှုဟု၍၎င်းတပ်သားတပ်ဗိုလ်ဟု၍၎င်းအခေါ်အဝေါ်ဝေါ်ဟာရတွေကွဲပြားခြားနားလာရသည်အလုတ်ကိုအခြေခံသောဘဝအခြေအနေများအခေါ်အဝေါ်များကွဲပြားနေ၍ဘာဖြစ်ခြင်းတဲဘာလုပ်ခြင်းတဲစသည့်ဆန္ဒများတဖွာဖွာပေါ်လာရပေသည်မိမိစိတ်ဆန္ဒအလိုက်နှစ်ချရာလုပ်ငန်းများကိုပြုလုပ်ဆောင်ရွက်လာကြသည်အလုတ်ဤဂုံသိက္ခာနှင့်ကျင့်ဝတ်များကိုလည်းထိမ့်သိမ်းလာကြရသည်တဘဝလုံးလုပ်ခဲ့သည်မြအလုတ်အတွက်လက်ဆက်လှုပ်အားတန်ဖိုးကိုခံစားကြရသည့်အပြင်အလုံးလုံးသူဤစိတ်နေစိတ်ထားပေါ်မူတည်၍စိတ်စေတနာတတ္တိကလေးများလည်းလူတန်တန်၌ဆွဲမိကြံရစ်ခဲ့၏ထိုစေတနာတတ္တိကလေးများသည်အချီးနှီးပြောက်ွယ်သွားသည်မဟုတ်ပေတည်သောအခါထိုစိတ်စေတနာ၏စွမ်းရည်ကြောင့်ဘဝသစ်ဆက်၍ဖြစ်လာရသည်မိမိ၏စိတ်စေတနာကောင်းမှုဆိုးမှုအပေါ်အခြေခံ၍ဘဝကောင်းဘဝဆိုးကိုရလာကြသည်ဤသည်မှာစိတ်ကူးတွေးမြင်ချက်မဟုတ်မျိုးစေ့မှအပင်ပေါက်သည်မိကြောင်အခိုးထွက်သည်ဟုတကဲ့သို့ကြောင်းကျိုးကွင်းဆက်ယထာဘူဒသဘောမှန်ဖြစ်သည်အလုံးနှင့်လှုပ်အားတန်ဖိုးကိုမငင်းနိုင်သူမှန်သမျှကံကိုမငင်းနိုင်ပြီမြည်သူမဆိုအလုတ်ကံကိုသာနေ့စဉ်စူးစမ်းနေကြရသည်ဖြစ်သောကြောင့်ကဘာသူကဘာသားအလုံးသည်ကံကိုမယုံဘူးဟုပြောလျင်မိမိအလုတ်ကိုမယုံဘူးဟုပြောမိလျက်သာဖြစ်ရသည်ဇပွဲတဲကနတ်ကလေးပမာထွက်ဆိုလို့သာထွက်လာရသည်ငါဘာကောင်းပါလိမ့်ဟုဆိုရကြကြည်မည်ဤသို့သောအကြောင်းများကြောင့်လူတိုင်းသည်မိမိတို့နေ့စဉ်ကံကိုလုပ်နေကြကြောင်းကံ၏အကျိုးကိုခံစားနေကြကြောင်းစင်ကျင်သုံးသပ်မိသည့်၏ကံမရှိကံမယုံဟုဤသည့်အခါမျှမယူဆတတ်ကြောင်းယထာဘူရာကြကြတွေးဆသိမြင်အပ်ပေသည်